ဝမ်အိမ်တော်မှာယောက်ျားတစ်ယောက်တည်ပြီးနောက်ညတိုင်းခြေလန်းတန်းတွေအနက်ရောင်အရေးတွေပေါ်လာခဲ့ပါတယ်။ဒီအမှုကတရေ6တာလားလူတစ်ယောက်ရဲ့လှည့်ကွက်လားဆိုတာဆက်ကြည့်ကြပါမယ်။ဇလန်မကြည့်ခင် channel ကို subscribe လေးလုပ်ထားပေးပြီးဗီဒီယိုလေးကို like လေးပေးကြပါအောင်နော်။ VPN လေးကို channel ရေရှည်ရက်တည်နိုင်ရေးအတွက် US VPN လေးချိန်ထားပြီးဖွင့်ကြည့်ပေးပါအောင်နော်။ဆရာစုကလမ်းဘေးမှာလူတွေကိုကြည့်ပြီးအမှန်တရားကိုခံမှန်းပေးနေတဲ့သူပါ။သူကဆရာဝန်မဟုတ်ဘူး။လူတွေရဲ့စိတ်အေးချမ်းမှုကိုရောင်းနေတယ်လို့ပဲပြောတယ်။အဲ့ဒီအချိန်ဝမ်မတန်ကသူ့ကိုအရေးပေါ်ခေါ်လာတယ်။ယောက်ျားဆုံးပြီးနောက်ဝမ်အိမ်တော်ထဲမှာညတိုင်းခြေလန်းတန်ငိုတန်အနက်ရောင်အရေးတွေပေါ်လာနေတာ။ဆရာစုကတရေစကားကိုမယုံသေးပဲဝမ်မတန်ပြောသမျှကိုတစ်ချက်ချင်းစစ်ကြည့်တယ်။စာကြည့်ခန်းအနီးမှာသွေးအမှတ်သားတွေ့တယ်။နောက်ဝင်းမြေထဲမှာလည်းတူးဖော်ထားတဲ့အရာတွေရှိနေတယ်။ဒီကိစ္စကရိုးရိုးတရေ6တာမဟုတ်ဘူးဆိုတာဆရာစုသိသွားတယ်။နောက်မှဝမ်မတန်ရဲ့သမီးဝမ်ရှိကအဖေသေးတဲ့ညမှာထူးဆန်းတဲ့လူတစ်ယောက်ကိုမြင်ခဲ့တယ်လို့ပြောတယ်။သူ့အဖေကမတေခင်ကျန်းရံဘူးနဲ့တွေ့ခဲ့ပြီးစေတုတေသနာအသင်းဆိုတဲ့နာမည်နဲ့ငွေလဲပေးခဲ့ဘူးတယ်။ဝမ်သခင်ကတေးမဲ့အနေရကိုကြိုသိတယ်လို့စာရွက်တစ်ရွက်ကိုစာကြည့်ခန်းထဲမှာလျှို့ဝှက်ထားခဲ့တယ်။ဆရာစုကစာတစောင်ပို့ပြီးကျန်းရံဘူးကိုလှုပ်ရှားလာအောင်လုပ်တယ်။ကျန်းရံဘူးကဝမ်အိမ်တော်မှာပစ္စည်းတွေမြုပ်ထားပြီးတရေ6တလို့ပြင်ဆင်ထားခဲ့တာလည်းပေါ်လာတယ်။ဒါပေမဲ့ဆရာစုကအမှုကိုငွေအတွက်ပဲလိုက်နေတာမဟုတ်ဘူး။ဝမ်သခင်ဘာကြောင့်တည်ခဲ့လဲဒီနောက်ွယ်မှာဘသူတွေပါနေလဲဆိုတာကိုတဖြည်းဖြည်းချင်းကပ်နေတယ်ဒီအချိန်မှာကူကွာဆိုတဲ့ကလေးတစ်ယောက်ပေါ်လာတယ်သူကလူတွေမမြင်နိုင်တဲ့အရာတွေကိုမြင်နိုင်ပြီးဝမ်အိမ်တော်ထဲမှာတခုခုကသူ့ကိုစိုက်ကြည့်နေတယ်လို့ပြောတယ်ဆရာစုကကလေးကိုအရင်ကာကွယ်ထားမယ်လို့ဆုံးဖြတ်တယ်ဒါပေမဲ့ဝမ်အိမ်တော်ဘက်ကအခြေအနေမကောင်းတော့ဘူးဆိုတာသိလာချိန်မှာသူတို့အားလုံးထိုအိမ်ကြီးတွေကအမှောင်နောက်ွယ်ကိုပြန်ဝင်ရတော့မယ်ကျန်းရံဖူတည်သွားပြီးနောက်အမှုကပိုပြီးရှုပ်ထွေးလာတယ်ဆရာစုကအကူကွာကိုအတုံးချပြီးမမြင်ရတဲ့အရာတွေကိုစမ်းကြည့်ခိုင်းတယ်ကူကွာကတယောက်ယောက်ကသူတို့ကိုစောင့်ကြည့်နေတယ်လို့ပြောပြီးနောက်ထပ်လူတွေရှိနေသေးတယ်ဆိုတာပါသိလိုက်ရတယ်။ဆရာစုကဒါကိုတရေကိစ္စလို့မမြင်ဘူး။လူတွေကိုယုံအောင်လှည့်တဲ့ပညာနဲ့တကယ်ရှိနေတဲ့အရာကိုဖုံးကွယ်ထားတာလို့သဘောပေါက်လာတယ်။ကျန်းရံဖူကတရေ6တလို့လုပ်ဖို့ပစ္စည်းတွေပြင်ဆင်ခဲ့ပေမဲ့သူ့နောက်ွယ်မှာတယောက်တည်းမဟုတ်ဘူးဆိုတာပေါ်လာတယ်။မကြာခင်မှာကျန်းရံဖူကိုယ်တိုင်သိသွားတယ်။မြို့ထဲမှာလည်းဒီအမှုကြောင့်လူတွေအယမ်းဆူညံလာကြတယ်။ကပတိန်လူကအမှုကိုပိတ်ချင်ပေမဲ့ဆရာစုကဒီသေဆုံးမှုကရိုးရိုးသေခြင်းမဟုတ်ဘူးလို့မြင်နေတယ်။အလောင်းစစ်ဆေးတဲ့အခါဆရာဝန်မကလည်းထူးဆန်းတဲ့အချက်တွေကိုတွေ့တယ်။ကျန်းရံဘူးရဲ့သေဆုံးမှုမှာအပြင်တရာထက်ပိုရေးကြီးတဲ့အရာတစ်ခုရှိနေတယ်။သူ့ကိုတစုံတစ်ယောက်ကသေဖို့လမ်းကြောင်းပေါ်တွန်းတင်ထားသလိုပဲဆရာစုကအလောင်းသားကအနံ့ကိုသတိထားမိတယ်။အဲ့ဒီအနံ့ကဆရာဝန်လူရဲ့နေရာနဲ့ဆက်နွယ်နေတယ်။ဆရာဝန်လူကိုစစ်မေးချိန်မှာသူကတည်သူနဲ့ပတ်သက်တဲ့စကားကိုကိုယ်တိုင်ထုတ်ပြောမိသွားတယ်။အဲ့ဒီအနံဆေးပလင်းတွေပြီးတော့တေဆုံးသူကိုအသက်ရှင်တော့ကူတာခဲ့တယ်ဆိုတဲ့စကားတွေကြောင့်ဆရာစုကဆရာဝန်လျိုကိုတန်တရားပိုဝင်လာတယ်။ဒါပေမဲ့ဆရာဝန်လျိုနောက်မှာလည်းတယောက်ယောက်ရှိနေသေးတယ်ဆိုတာထပ်ပေါ်လာတယ်။ဒုတိယထပ်မှာလျှို့ဝှက်ထားတဲ့အရာတစ်ခုရှိနေပြီးကပတိန်လူတောင်အဲ့ဒီနေရာကိုတက်ခွင့်မရအောင်တားခံရတယ်။ဆရာစုကဆေးပလင်းတစ်ခုကိုတွေ့ပြီးအဲ့ဒီထဲကအနံကတေဆုံးမှုထက်ပိုဆိုးတဲ့အရာလို့ပြောလိုက်တယ်။အခုတော့ဝမ်အိမ်တော်ကတရေအမှုကကျန်းရံဘူးတယောက်ထဲနဲ့မပြီးတော့ဘူးစီအနက်လျှို့ဝှက်ထားတဲ့ဒုတိယထပ်ပြီးတော့တေသူတွေကိုဆက်သွယ်နေတဲ့လူတချို့ကအမှောင်တွေကနေတဖြည်းဖြည်းပေါ်လာနေပြီဆရာစုတို့စစ်ဆေးမှုပထမညကိုစတင်လိုက်ချိန်မှာအမှုကတရေအမှုမဟုတ်တော့ပဲလူတွေရဲ့လျှို့ဝှက်ကစားပွဲဖြစ်လာတယ်ဆရာဝန်လူရဲ့နေရာမှာတွေ့ရတဲ့အနံစေပလင်းတွေဒုတိယထပ်အကြောင်းတားမြစ်ချက်တွေကအားလုံးတနေရာတွေကိုဥတည်နေတယ်ဆရာစုကဆရာဝန်လူကိုဆက်ဖိအားပေးတယ်တိတ်ဆုံးသူနဲ့မဆိုင်ဘူးလို့ပြောချင်ပေမဲ့ဆရာဝန်လျိုကိုယ်တိုင်ကစကားထဲမှာအမှားတွေပိုထွက်လာတယ်။အဲ့ဒီအချိန်ဆရာဝန်မကလည်းတက်တေတွေကိုလိုက်စစ်နေတယ်။သူ့အတွက်အမှုကစီကန်းစာရွက်ပေါ်ကအမှုမဟုတ်တော့ဘူး။အနက်အားဆေးပစ္စည်းတွေအားလုံးကလူသေးတယောက်ထက်ပိုကြီးတဲ့ကိစ္စကိုခေါ်ပြနေတယ်။နောက်မှာဆရာဝန်လျိုရဲ့လျှို့ဝှက်နေရာကိုဖွင့်စစ်ဖို့ဖြစ်လာတယ်။အဲ့ဒီနေရာကစီကန်းလိုပုံစံရှိပေမဲ့တကယ်တော့လူနာကုတဲ့နေရာမဟုတ်ဘူး။အခန်းထဲမှာထူးဆန်းတဲ့အပ်တွေဖုံးကွယ်ထားတဲ့တက်တေတွေပြီးတော့ကျန်းရံဘူးနဲ့ဆက်နွယ်နေတဲ့အနံ့တွေထပ်တွေ့လာတယ်။ဆရာစုကဒီအရာတွေကိုကြည့်ပြီးကျန်းရံဖူကိုတတ်ခဲ့တာကရိုးရိုးလက်နက်နဲ့မဟုတ်ဘူးလို့သဘောပေါက်လာတယ်။သူ့အသက်ကိုတဖြည်းဖြည်းဖျက်ယူသလိုမျိုးအပြင်တန်ရာမမြင်ရပေမဲ့အတွင်းကနေဖျက်ဆီးထားတာ။ဆရာဝန်လူကအမှန်ကိုဖုံးဖို့ကြိုးစားလေသူ့နောက်မှာပိုကြီးတဲ့လူတစ်ယောက်ရှိနေတယ်ဆိုတာပိုပေါ်လာတယ်။ဒုတိယထပ်အောက်ကလျှို့ဝှက်ခန်းမှာလူတစ်ယောက်ကိုအသက်ရှင်နေသလိုထိန်းထားတဲ့အရာမျိုးလည်းရှိနေတယ်။အဲ့ဒီလူကိုမရွှေ့ရဘူး။ရွှေ့လိုက်တာနဲ့အသက်ပါပြတ်သွားနိုင်တယ်လို့ဆရာဝန်လူကသတိပေးတယ်။ဒီအချိန်မှာလူချန်ရှမ်းနာမည်ပေါ်လာတယ်။သူကအမှုတွေကတာမန်လူမဟုတ်ပဲနောက်ွယ်ကအန်ဒီယေကြီးတစ်ခုလိုဖြစ်နေတယ်။ဆရာစုတို့က underground စီကံအကြောင်းကိုချင်းကပ်လာချိန်မှာလူချန်ရှမ်းဘက်ကလည်းသူတို့ကိုတားဖို့စတင်လှုပ်ရှားလာတယ်။ကလေးစီရင်တက်တီတွေစီကံအောက်ကလျှို့ဝှက်နေရာတွေကအားလုံးသူတို့ဖုံးထားခြင်းနဲ့အမှန်တရားနဲ့ဆက်နွယ်နေတယ်။နောက်ဆုံးမှာအမှုကပိုးအန်ဒီယေကြီးသွားတယ်။တယောက်ယောက်ကဆရာစုတို့ကိုဖမ်းဖို့လာတာမဟုတ်ဘူး။သူတို့ကိုတက်ပြီးအမှန်တရားကိုအမှောင်ထဲမှာပဲထားဖို့လာနေတာ
မြေအောက်ခန်းထဲကအန်ဒီရယ်ကနေလွတ်လာပေမဲ့ဆရာစုတို့အတွက်အမှုကပူတောင်နှက်လာတယ်။သူတို့တွေ့ထားတဲ့အနံ့ကလူသေးကိစ္စနဲ့ပဲဆိုင်တာမဟုတ်ဘူး။တစုံတစ်ယောက်ကိုအသက်ရှင်နေသလိုထိန်းထားတဲ့ဆေးနဲ့ပါဆက်နွယ်နေတယ်။ဆရာစုကတေဆုံးသူရဲ့ကိုယ်ထဲမှာကြံနေတဲ့အနံ့ကိုစစ်ပြီးအဲ့ဒီအနံ့ကဆေးကန်းတွေကပစ္စည်းတွေနဲ့တူနေတယ်ဆိုတာသိလာတယ်။အဲ့ဒီမှာပဲလင်းမိသားစုနဲ့ဆေးပင်တွေကအမှုရဲဝင်လာတယ်။လင်းမိသားစုကဆေးပင်ရောင်းပေမဲ့အသက်ကိုမရောင်းဘူးလို့ပြောတယ်။ဒါပေမဲ့ဆရာစုကမယုံသေးဘူး။လျိုရုရန်သုံးခဲ့တဲ့ဆေးတွေဝှေ့မင်ဆေးကန်းအောက်ကဆေးပင်တွေကလင်းမိသားစုစီကထွက်လာတာဖြစ်နိုင်တယ်လို့သူမြင်နေတယ်။စစ်ဆေးမှုတွင်ကူကွာကလည်းထပ်မြင်လာတယ်။ရိုးရိုးသွေးလိုမဟုတ်တဲ့အနံ့လူမဟုတ်သလိုခံစားရတဲ့အရာတွေပြီးတော့မီးလောင်နေတဲ့နေရာတစ်ခုကိုသူမြင်လိုက်တယ်။ဆရာစုတို့ကစီးရင်စာအုပ်ကိုလိုက်ရှာရင်အဲ့ဒီအရာကရေတွင်းထဲမှာဆက်ဆက်နေတယ်ဆိုတာသိလာတယ်။ပထမတော့ရေတွင်းလို့ထင်ခဲ့ပေမဲ့တကယ်တော့အဲ့ဒီနေရာကလျှို့ဝှက်လမ်းကြောင်းတစ်ခုပါ။အဲ့ဒီလမ်းကြောင်းကလင်းမိသားစုဘက်ကိုဆက်နေပြီးအမှုကိုဖုံးကွယ်ထားတဲ့လူတွေကအဲ့ဒီကနေတပ်တွေတွေကိုရွှေ့နေကြတာ။ဆရာစုကရေတွင်းထဲကအရာကိုစစ်ကြည့်ချိန်မှာအဲ့ဒီမှာတာမန်ပစ္စည်းတစ်ခုမဟုတ်ပဲတစ်ခုခုကသူတို့ကိုစောင့်နေတယ်လို့ခံစားလာရတယ်။အဲ့ဒီအချိန်မှာအနှဲရောက်စာရွက်အကြောင်းပေါ်လာတယ်။အဲ့ဒီစာရွက်တွေမှာဆေးလိုတယ်ဆိုတဲ့အမိန့်လိုစာတွေရေးထားပြီးတခါတလေဆေးပို့ရမယ့်နေရာကိုညွှန်ပြနေတယ်။ဒီစာရွက်တွေကအမှုရဲ့နောက်ွယ်ကအမိန့်ပေးသူကိုဖော်ထုတ်နိုင်တဲ့သက်သေဖြစ်လာတယ်။ဒါပေမဲ့စာရွက်တွေကိုတင်ထားတဲ့သူကလည်းကြောက်နေတယ်။သူကတာဝန်ရှိသူမဟုတ်ဘူးလို့ညင်းပေမဲ့အကြီးအကဲတယောက်ကအမိန့်ပေးနေတယ်ဆိုတာထွက်ပြောမိသွားတယ်။ဆရာစုတို့ရေတွင်းလမ်းကြောင်းကိုဆက်လိုက်ချိန်မှာအဲ့ဒီလမ်းကအသက်ရှင်ပြီးပြန်လာဖို့မလွယ်တဲ့နေရာလို့သတိပေးခံရတယ်။အောက်မှာစောင့်နေတဲ့အရာအနှံရောင်စာရွက်တွေလင်းမိသားစုစီသွားတဲ့အလျှို့ဝှက်လမ်းကြောင်းတွေကြောင့်အမှုကတေသူတယောက်ရဲ့တေဆုံးမှုထက်ပိုကြီးနေပြီအခုဆရာစုတို့ရှာရမယ့်အရာကလူသက်သမားတယောက်တည်းမဟုတ်တော့ဘူးအမိန်ပေးနေတဲ့အကြီးအကဲကဘာလို့လဲဆေးတွေကိုဘာအတွက်သုံးနေလဲရေတွင်းအောက်မှာဘာကိုဖုံးကွယ်ထားလဲဆိုတာပါမီးထဲထည့်လောင်မဲ့စာရွက်ကတာမန်ဆက်ကူစုံမဟုတ်ဘူးဆိုတာဆရာစုကချက်ချင်းသတိထားမိသွားတယ်မစ္စလင်ကမမြင်ဘူးသလိုညင်းပေမဲ့သူ့မျက်နှာပြတ်သွားတဲ့အချိန်ကအမှန်ကိုဖုံးနေတယ်ဆိုတာပြနေတယ်လောင်သွားတဲ့စာရွက်အပိုင်းအစတွေကိုစစ်လိုက်ရင်စည်ရင်စာအုပ်ထဲကတည်ဆုံးသူနဲ့ဆက်သွယ်နိုင်မဲ့သက်သေထွက်လာနိုင်တယ်။အဲ့ဒီအချိန်မှာပြတင်းပေါက်အပြင်ကကလေးတယောက်ကိုတွေ့လိုက်ရပြီးအမှုကလူသက်မှုတစ်ခုထက်ပိုနှက်တဲ့လမ်းကြောင်းနဲ့ဝင်သွားတယ်။ဆရာစုတို့ရေတွင်းဘက်ကိုပြန်စစ်ကြည့်ချိန်မှာအောက်ကအတန်ကတာမန်လေးတန်မဟုတ်ပဲအသက်ရှင်နေတဲ့လူရဲ့အတန်ဖြစ်နေတာကိုသိလာတယ်။ရေတွင်းအောက်မှာနေရန်လိုပိတ်ထားတဲ့နေရာနောက်ဖက်ဝင်ပေါက်လိုတက်တစိမ့်နဲ့ချင်းလျံဖျားကြောင်အထိအရာအလုံးကတလန်းနဲ့ချိန်နေတယ်။တကားကိုတိုက်ရိုက်ဖွင့်လိုက်ရင်ရေဝင်ပြီးအထက်ကလူတွေတိတ်နိုင်တယ်။ဒါပေမဲ့မဖွင့်မဲထားရင်လည်းအထဲမှာပိတ်မိနေသူတွေကိုကဲဖို့နောက်ကျသွားနိုင်တယ်။လူချက်ရှမ်းရဲ့လူတွေကနောက်ကလိုက်လာနေပြီးဆရာစုတို့မှာစဉ်းစားချိန်တော့တိတ်မကြံတော့ဘူး။တော့ကလေးလက်ဝေရေထဲကထွက်လာတဲ့သက်သေတွေကအချင်းနီနဲ့ဆက်နွယ်နေသလိုဆရာကြီးကလည်းအမှန်တခုကိုဖုံးထားနေတယ်။ဖះเจ้าထဲကငိုတန်တွေထဲမှာတချို့ကတကယ်ကလေးငိုတန်မဟုတ်ဘူး။တယောက်ယောက်ကအဲ့ဒီအတန်ကိုတူပါပြီးလူတွေကိုလမ်းမခေါ်နေတာဖြစ်နိုင်တယ်။နောက်ဆုံးဆိုနေတဲ့ဖက်နဲ့တရံနဲ့လင်အခန်းထဲကအနီရောင်အဝိဆက်ကအောက်ကနေတယောက်ယောက်ထွက်လာခဲ့တယ်ဆိုတာကိုပြနေတယ်။အထဲမှာကလေးတယောက်တည်းမဟုတ်ပဲအချိန်ကြာကြာပိတ်ထားခံရတဲ့သူတွေရှိနိုင်ကြောင်းပိုသေးချလာတယ်။ဟုတ်ကန်ကျစ်နာမည်ပါထပ်ပေါ်လာချိန်မှာတော့ဒီနေရာဟာတက်တေဖြောက်တဲ့လမ်းကြောင်းတွေမကတော့ပဲလူတွေကိုဖုံးကွယ်ထားတဲ့အမှောင်ခန်းကြီးတစ်ခုဖြစ်နေပြီ။ဆရာစုတို့ရှေ့မှာကြံနေတာကတကားတစ်ချက်ပဲ။အဲ့ဒီတကားကိုဖွင့်လိုက်ရင်အမှုရဲ့နောက်ွယ်ကလူတွေတဲ့တယောက်ထက်ပိုပြီးပေါ်လာတော့မယ်။အထက်ကစီးကအပူမပြောက်သေးတော့ပိတ်ထားခံရတဲ့သူတွေကိုမကြသေးခင်မှာရွှေ့သွားတာသိချလာတယ်။ရှမ်းအားကနေရန်ဘက်ကနေထွက်လာပြီးလက်ကောက်ဝက်မှာခြိထားတဲ့အရာပြုတ်ကျခဲ့တာကအောက်ကလေးဝက်နေရာထဲမှာလူတွေကိုဖမ်းထားတာကိုပိုပြနေတယ်။ဆရာစုတို့အခန်းထဲကိုဝင်ကြည့်ချိန်မှာနေရာကိုမရှင်းရသေးတဲ့အထောက်အထားတွေကျန်နေပြီးအထက်ကလူကိုအလင်းစလိုယူသွားခဲ့တာကိုသိလိုက်ရတယ်။ဒါပေမဲ့လူချန်ရှမ်းဘက်ကလူတွေကဝင်းပေါက်နားရောက်လာနေပြီ။ရေကလည်းမြ мян ဝင်လာတော့အထက်ကလူတွေကိုကယ်ဖို့အချိန်မကျန်တော့ဘူး။တစ်ဖက်မှာဆရာစုတို့ကတက်တေစုနေချိန်တစ်ဖက်ကတော့တက်တေတွေကိုဖျောက်ဖို့အလင်းလိုက်နေကြတယ်။အောက်ထပ်မှာနောက်ထပ်လူတစ်ယောက်ရှိနေကြောင်းသိလာပြီးလင်းဟောင်းနာမည်ပါထပ်ပေါ်လာချိန်မှာဒီအမှုကလင်းမီသားစုနဲ့တွေမပြီးဘူးဆိုတာပိုရှင်းလာတယ်။သူတို့ထွက်လန်းကိုရှာရင်ရှင်းနောက်မှာလူတွေဝိုင်းလာပြီးအစိတ်သက်ရောက်မှုကြောင့်အဖွဲတွေကလူတွေတောင်အားနေလာတယ်။ကျန်းရံဖူရဲ့တပ်ပုံတွေကလူနဲ့တူတဲ့အဝတ်စားရွှေ့သွားတဲ့တက်တာတွေပျောက်နေတဲ့ကလေးတယောက်ကအမှုကိုနောက်ထပ်အဆင့်တစ်ခုစီဆွဲခေါ်သွားတယ်။ကလေးတွေကိုကယ်ဖို့ကြိုးစားနေချိန်မှာဆေးဘူးကအသက်ကယ်နိုင်တဲ့အရာဖြစ်ကြောင်းသိလာပြီးအဲ့ဒီဆေးကလင်းမိသားစုစီကမဟုတ်ပဲတယောက်ယောက်ကဆေးညွန့်ကိုပြောင်းထားတာလဲပေါ်လာတယ်။နောက်ဘက်နိုင်ရန်နာမှာမြေအောက်ခန်းတစ်ခုရှိပြီးလူချန်ရှမ်းကဒီနေရာအကြောင်းကြိုသိနေတယ်လို့လိုက်လာနေတယ်။ဆရာစုတို့ကကလေးကိုကယ်ဖို့လူခွဲနေချိန်လင်းမိသားစုနာမည်ကိုဘသူကအသုံးချနေရလဲဆိုတဲ့မေးခွန်းပိုကြီးလာတယ်။နောက်ဆုံးမှာချင်းလျံဖျားเจ้าလိုက်ဆေးတစ်တာပြဆက်ဘက်ကဝေးထန်အထိအားလုံးတစ်ခုတည်းချိန်နေပြီးဆရာစုတို့ကနောက်ွယ်ကအစီအစဉ်သူကိုမိဖို့နောက်ဆင့်ဘက်လမ်းကြောင်းနဲ့ဆက်ဝင်သွားတော့တယ်။
ဆရာစုတို့နောက်ဆင်ဘက်ရောက်ချိန်မှာပြဆက်စင်ကအရန်စီကနေပေမဲ့သူတို့ကြည့်ရမယ့်နေရာကအစင်ပေါ်မဟုတ်ဘူး။စီးအနှံ့ကမပြောက်သေးတာကြောင့်လူတစ်ယောက်ကဒီလမ်းကြောင်းကနေမကြသေးခင်ပဲဖြတ်သွားခဲ့တာကိုသိလာတယ်။အတန်တွေကိုလိုက်စီရင်နံပါတ်1နံပါတ်9ဆိုတဲ့အချက်တွေထပ်ပေါ်လာပြီးအနှံ့ပြောက်သွားတဲ့သူတွေထဲက2ယောက်ကပျောက်ဆုံးနေကြောင်းပို့ရှင်းလာတယ်။သူတို့ကအပြင်ကိုမထွက်ပဲလျှို့ဝှက်လမ်းကြောင်းထဲကနေဆက်ရွေနေကြတယ်။အဲ့ဒီအချိန်မှာတစ်တာတစ်လုံးထဲကအတန်ကိုကြားလိုက်ပြီးဆရာစုတို့ကလိုက်ဖမ်းမဲ့အစားတစ်တာကိုအရင်ဖွင့်ဖို့ဆုံးဖြတ်တယ်။တစ်တာတွေကလူကတာမန်တည်ဆုံးသူမဟုတ်ဘူး။ရေဂိတ်ဘက်ကနေရွှေ့လာတဲ့လူတစ်ယောက်ဖြစ်ပြီးရေမဝင်ခင်တစ်တာထဲထည့်ပြီးပို့ရမယ့်အစီအစဉ်ရှိနေတယ်။ဆရာစုကအဲ့ဒီအရာကိုခန္ဓာကိုယ်တစ်ခုလိုမမြင်ပဲလေစီးကြောင်းနဲ့ရေလမ်းကြောင်းကိုပြတဲ့တက်တဲ့အဖြစ်မြင်လာတယ်။မီးလမ်းမဟုတ်ပဲရေလမ်းဖြစ်နေကြောင်းသိလာချိန်မှာအနီရောင်လေးတစ်တာချိတ်နဲ့တောင်ဘက်လမ်းကြောင်းတွေကတခုတည်းသောပို့ဆောင်ရေးလမ်းကြောင်းဖြစ်နိုင်တာထင်ရှားလာတယ်။သူတို့ကလှေကိုရှာနေပေမဲ့ဆရာစုကလှေထက်မီးအိမ်ကိုရှာခိုင်းတယ်။အနီရောင်မီးအိမ်ကလမ်းပေါ်မှာမဟုတ်ပဲကုန်ပစ္စည်းပေါ်မှာရှိနေပြီးအဲ့ဒါကတစ်တာတွေရွှေ့တဲ့အမှတ်အသားဖြစ်နေတာကိုသိလာတယ်။ဘိုးဘေးခန်းမှာထဲမှာလည်းကလေးတစ်ယောက်ရှိနေတယ်လို့သဲလွန်စာတွေထပ်ပေါ်လာတယ်။တစ်တာကိုအမိုးပေါ်တင်ထားပြီးတကားနောက်မှာတယောက်ယောက်ပြေးနေတဲ့အတန်ကြားရတယ်။နောက်ဆုံးလေကပြင်းပေါက်ကဝင်လာတယ်။အရေးပြားပြောင်းနံပါတ်ပြောင်းဆိုတဲ့စကားကဒီလူတွေဟာလူတွေကိုပဲမရွှေ့ပဲအထောက်ထားနဲ့အမှတ်အသားတွေကိုပါပြောင်းနေကြောင်းဖော်ပြလာတယ်။ဆရာစုတို့ရောက်နေတဲ့နေရာကတစ်တာတစ်လုံးကိုဖွင့်ရုံနဲ့ပြီးမဲ့နေရာမဟုတ်တော့ဘူး။အမှုရဲ့နောက်ွယ်မှာလူတွေကိုနံပါတ်ပြောင်းပြီးဖုံးကွယ်ထားတဲ့စနစ်တစ်ခုလုံးရှိနေပြီ။လင်းဟောင်နာမည်ထပ်ပေါ်လာတဲ့အချိန်မှာဆရာစုတို့ရှာနေတာကတစ်တာတစ်လုံးနဲ့မဟုတ်တော့ဘူး။လင်းဟောင်ကနိုးလာပြီဆိုတဲ့စကားကြောင့်အမှုတွေကနိုးထသူဆိုတာလူတစ်ယောက်လားဒါမှမဟုတ်စနစ်တစ်ခုရဲ့အမည်လားဆိုတာမေးခွန်းကြီးလာတယ်။တစ်တာပျောက်သွားပြီမယ်။အဲ့ဒီနေရာမှာသဲလွန်စားတစ်ခုကျန်နေတယ်။ဟဲဝမ်ကိုလည်းယူသွားခဲ့ကြောင်းပေါ်လာပြီးဆရာစုတို့ကအဆောက်အုံပေါ်ကအနီရောင်အလင်းကိုလိုက်စစ်ကြတယ်။အဲ့ဒီအလင်းကအဖြူရောင်ကလာကနောက်ကနေပြန်လာတာဖြစ်ပြီးတကားကပိတ်ထားတာမဟုတ်ပဲတယောက်ယောက်ကိုဝင်လာအောင်စောင့်ထားသလိုဖြစ်နေတယ်။အချင်းမှာဆေးပလင်းအနက်နိုးထသူဆိုတဲ့စကားတွေထပ်ချိတ်မိလာတယ်။ဆေးကကယ်ရမယ့်လူတွေအတွက်မဟုတ်ပဲတယောက်ယောက်ကသတ်မှတ်ထားတဲ့လူစီပို့ကိုပြင်ထားတာဖြစ်နိုင်တယ်။ဆရာစုကဒီတစ်ခါအမှုရဲ့အမြင့်ကိုထိမိပြီးဆိုတာသိလာတယ်။အပေါ်ထက်မှာလူတစ်ယောက်ရှိပြီးသူတို့ကိုကြောက်အောင်ဓာတ်ပုံနဲ့ချင်းချောက်ထားတဲ့အရာတွေပါပေါ်လာတယ်။မီးရှို့ဖို့လုပ်ထားတဲ့အရာကဘုံမဟုတ်ပေမဲ့အထဲမှာနာမည်တစ်ခုရှိနေတယ်။အဲ့ဒီနာမည်ကလူပြောင်းမှုတွေတစ်တာတွေနံပါတ်ပြောင်းတဲ့စနစ်နဲ့တိုက်ရိုက်ချိတ်နေတယ်။တစ်ဖက်မှာတော့တယောက်ယောက်ကတစ်တာကိုယူပြီးထွက်ပြေးသွားတယ်။ဆရာစုတို့ကသူ့နောက်ကိုလိုက်ခိုင်းပြီးကျန်တဲ့သူကနံပါတ်သဲလွန်စာကိုဆက်ကင်ထားတယ်။ဖမ်းမိတဲ့သူကအဖြူရောင်ပလင်းထဲကဆေးကိုပို့ရမယ်လို့ပဲသိပြီးဘသူစီပို့ရမလဲဆိုတာကိုတော့မပြောရဲဘူး။နောက်တကားကနေပို့ရမယ့်အမိတ်အစိတ်ပါနိုင်တဲ့ဆေးအမည်မပြောရဲတဲ့သူတွေကြောင့်နောက်ွယ်ကလူကဆရာစုတို့ထင်ထားတာထက်ပိုနီးနေလာတယ်။နောက်ဆုံးမှာကူချင်းပျောက်သွားပြီးသူ့ကိုတိလားဆိုတဲ့မိကွန်းနဲ့အမှုကနောက်ထပ်လျှို့ဝှက်လူတစ်ယောက်စီဆက်ဆွဲသွားတယ်။မဝင်ခိုင်းတဲ့အခန်းကိုဆရာစုတို့ပိုစိတ်ဝင်စားလာတယ်။အဲ့ဒီနေရာကလူတွေမြင်ဖို့မဟုတ်ဘူးလို့ဒါပေမဲ့အထက်ကအတန်ကသူတို့ကိုရက်မထားနိုင်တော့ဘူး။အခန်းထဲမှာလူတစ်ယောက်ကိုတွေ့လိုက်ပြီးသူကစစ်သားလို့မဟုတ်ရာဇဝတ်သားလို့လည်းမဟုတ်ပဲတခုခုစမ်းသပ်ခံထားရတဲ့လူလိုဖြစ်နေတယ်။ဆေးကိုတောက်ပြီးနောက်အိတ်လို့မရတော့ဘူးဆိုတဲ့အချက်ကြောင့်ဒီဆေးကကုသဖို့မဟုတ်ပဲလူကိုနိုးနေအောင်ဖိထားတဲ့ဆေးဖြစ်နိုင်တာပေါ်လာတယ်။နောက်ဆုံးနာမည်တစ်ခုထွက်လာတယ်။ဂူချင်းရွှမ်အဲ့ဒီနာမည်ကြားတာနဲ့အမှုကတဆင်းမြင့်သွားတယ်။လူတစ်ယောက်ပျောက်သွားပြီမဲ့စရင်ရဲ့တဝက်ကျန်နေပြီးအဲ့ဒီစရင်ကပျောက်ဆုံးကလေးတွေနဲ့တိုက်ရိုက်ဆက်နေတယ်။ဆိုင်ရင်တွေကအတန်ကအဆိုင်ရေးဆက်ပြောင်းတဲ့နဲ့တူနေပြီးဆရာစုတို့ကအဲ့ဒီတဲလွန်စားကိုလိုက်ဖို့လူခွဲလိုက်တယ်။နံပါတ်9နိုးလာပြီးပိုင်လုံထုံလင်းဆိုတဲ့စကားလေးလုံးပဲပြောခဲ့တယ်။နံပါတ်6ကမကောင်းသေးဘူး။အာလီကလည်းနှလုံးပြဿနာကြောင့်အိမ်ပြန်သွားတယ်။ဒါပေမဲ့အာလီပြန်သွားတာကရှောင်ပြေးတာမဟုတ်ဘူး။အဖြူရောင်ဈေးပလင်းအကြောင်းအမှန်ကိုသိချင်လို့ပြန်သွားတာ။အဲ့ဒီအမှန်ကိုသူသိသွားရင်သူ့ကိုလည်းဖမ်းယူသွားနိုင်တယ်။ဆရာစုကဒါဟာယောဂဟောင်းပြန်လာတာမဟုတ်ပဲတယောက်ယောက်ကသူ့တန်ရာဟောင်းကိုထိခိုက်အောင်လုပ်နေတာလို့မြင်တယ်။ပိုင်လုံးနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုအပြစ်မထားနိုင်ဘူးဆိုပြီးတပ်တွေကိုရဲစခန်းပြန်ယူဖို့လုပ်ချိန်မှာဖုံးပိုင်လုံးဘက်ကလူတွေကလည်းအရင်ကတည်းကစောင့်နေကြတာပေါ်လာတယ်။နောက်ထပ်စီးရင်တစ်ခုထဲမှာကလေးတွေဟာနေဆက်ကုတ်ကိုတုံးထားပြီးတချို့ကတော့ဗန္နာမြေပုံလိုအရာကိုရေးနေကြတယ်။နိုးထသူတွေကိုနောက်ထပ်အခွင့်အရေးပေးမယ်ဆိုတဲ့စကားနဲ့ကလေးဘဝကချီနှောင်ထားတဲ့အရာတွေကြောင့်ဒီအမှုဟာလက်ရှိလူပြောင်းမှုတစ်ခုတည်းမဟုတ်ပဲအရင်ကတည်းကစီစဉ်ထားတဲ့စနစ်ကြီးတစ်ခုဖြစ်လာတယ်။နောက်ဆုံးမှာဆေးရဲ့အမှန်တရားကပိုရှင်းလာတယ်။ဒီဆေးကိုတောက်တဲ့သူတွေကမအိပ်နိုင်တော့ပဲရက်အနည်းငယ်အတွင်းမျက်လုံးတောင်မပိတ်နိုင်ကြဘူး။ဒါကဆေးမဟုတ်ဘူး။ကုသလို့လည်းမရဘူး။နိုးထသူတွေကိုထိန်းချုပ်ဖို့သုံးတဲ့အန္တရာယ်ရှိတဲ့အရာတစ်ခုဖြစ်နေပြီ။တိုင်တော်တဲ့ပြန်ဝင်ဖို့လုပ်ချိန်မှာအာလီတို့ကိုအစကတည်းကတားထားတဲ့ကလတ်ထိုင်တစ်လုံးကစောင့်နေတယ်
အဲ့ဒီနေရာမှာထိုင်မှုတဲ့သူတွေဟာအသက်ရှူတောင်မရတော့သလိုဖြစ်ခဲ့ကြပြီးနောက်ဆုံးတော့ဂူချင်းရွှန်ကသူတို့ပြန်လာမယ်ဆိုတာကြိုသိနေခဲ့ကြောင်းထွက်ပြောလာတယ်။သူမကစေးတောက်ခဲ့တာကလူတွေကိုကယ်ဖို့လို့ပြောပြီးမြဲနံပါတ်9နံပါတ်10နံပါတ်6တို့နဲ့ဆက်ဆက်နေတဲ့အဖြစ်အပျက်တွေကကယ်တင်မှုမဟုတ်ပဲကလေးတွေကိုတရားနာအထိတွန်းပို့ခဲ့တဲ့လုပ်ရက်လိုပဲမြင်လာတယ်။ဒီလိုတွေကစီးရီစီးရင်စာအုပ်တွေတပ်တီအားလုံးကိုရဲတွေကပိတ်သိမ်းထားပြီးပြီဆိုပေမဲ့အရေးကြီးတဲ့အရာတစ်ခုကပျောက်နေတော့မှကပတိန်လူကတပ်တီကိုခေါ်သွားဖို့အလွန်အမင်းအကြီးအကြီးလှုပ်လာချိန်မှာသူကလူကိုကယ်ချင်တာလားတပ်တီကိုပိတ်ချင်တာလားဆိုတဲ့တန်တရားကပိုကြီးလာတယ်။အတန်ထွက်စေခဲ့တဲ့ဆက်အစိပ်ပိုင်းတစ်ခုမရှိတော့တာကြောင့်အရာအလုံးရဲ့အရင်းမြစ်ကိုတိတိကျကျဆက်စစ်ဖို့ခက်သွားတယ်။ဒါပေမဲ့စေးပလင်းအရေးအတွက်မှာတော့မကိုက်နေတာတစ်ခုရှိနေတယ်။32လုံးမဟုတ်ပဲ33လုံးဖြစ်တင်တယ်လို့အာလီကမှတ်မိနေတယ်။လင်မီသားစုနဲ့ဆက်နွယ်တဲ့ပလင်းကိစ္စကိုစစ်တဲ့အခါဒီမီသားစုဟာအကျိုးမရှိပဲဘာမှမလုပ်တတ်တဲ့သူတွေမှပို့ပေါ်လာတယ်။အပြင်မှာရှိတဲ့ကလေးတွေကအပြစ်မှုကျူးလွန်သူတွေမဟုတ်ပဲသားကောင်တွေပါ။သူတို့ကအရာတွေကိုမှတ်မိနိုင်ပေမဲ့တကယ်အရေးကြီးတာကတက်တည်မပြောက်ဖို့ပဲ။စီပလင်းစီရင်စာအုပ်အင်ဖြူတော်တွေကပစ္စည်းတွေကြားမှာပျောက်သွားတဲ့တစ်တာတစ်လုံးကနောက်ထပ်တကားတစ်ချက်လိုဖြစ်လာတယ်။အဲ့ဒီတစ်တာကိုတစိမ့်ခတ်ပြီးနောက်မှတယောက်ယောက်ကရွှေ့သွားခဲ့တာပါ။အနံ့ကမီးဖျောင်းနိုင်၃ချောင်းနဲ့ဆင်တူပြီးအပြင်တကားဘက်ကနေဝင်လာတဲ့လက္ခဏာလေးရှိတယ်။သူတို့ထင်တယ်လို့ပစ္စည်းကအဝေးကိုမထွက်သွားပဲရဲစခန်းထဲမှာပဲကြံနေသေးနိုင်တယ်ဆိုတာသိလာတယ်။ရဲစခန်းကအင်ဖြူတော်ထက်တောင်ကြောက်စရာကောင်းလာတယ်။တစ်တာပို့တဲ့လူကိုချုပ်ထားပြီးမစ္စတာဂျွန်ကပျောက်သွားပြီးအတွင်းထဲမှာတယောက်ယောက်ကိုညာလုံးပေါက်စစ်မေးနေသလိုမီးအလင်းနဲ့စိတ်ကိုဖိနေပြီးလူတွေကိုစကားမပြောနိုင်အောင်လုပ်နေတယ်။ထွက်လာတဲ့သူတွေကကိုယ်နာမည်တောင်မမှတ်မိတော့သလိုဖြစ်နေကြတယ်။နောက်ဆုံးမှာစုကျန်းရီကိုညအတွင်းထွက်ခွင့်မပေးတော့ဘူး။သူကပြစ်မှုကျူးလွန်သူမဟုတ်ပေမဲ့စစ်မေးပြီးမှပဲပြောမယ်လို့တားထားကြတယ်။သူတို့လိုချင်တာကပကြီးကားတစ်ချက်ကိုကြည့်ဖို့တကယ်တွေးချင်နေတဲ့သူကဘယ်သူလဲဆိုတာသိဖို့ပါ။မီးဖျောင်းတိုင်ကမပေါ်လာရင်စုတန်းရီကိုယ်တိုင်အတွင်းထဲဝင်ရမယ်။စုတန်းရီကနံပါတ်8ကိုဂရုစိုက်ဖို့မှာထားပြီးအပြင်တွင်းမလိုအပ်ဘဲမသွားဖို့လည်းတတိပေးတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေရာထဲဝင်သွားတဲ့သူတွေဟာနောက်ဆုံးမှာကိုတောင်မမှတ်မိတော့နိုင်လို့ပါ။စာရွက်ပေါ်မှာနာမည်တစ်ခုရေးလိုက်တာနဲ့သူတို့ကမူရင်းနာမည်ကိုမလိုတော့ဘဲလူတစ်ယောက်ကိုအခြားနာမည်နဲ့ခေါ်နိုင်သွားတယ်။ဦးချင်းရွှန်ဗမာလဲဆိုတဲ့မိကွန်းကအပြေမရသေးချိန်မှာမင်းတစ်နှစ်လုံးလုံခြုံနေခဲ့တာပဲ။စုတန်းရီဆိုတဲ့စကားတစ်ခွန်းကစုတန်းရီရဲ့နာမည်အတိတ်နဲ့အမှန်တရားကိုတပြိုင်နက်လောက်ခတ်စေလိုက်တယ်။စုကျန်းရီရဲ့အတိတ်ကိုလက်ကင်ဘဝတစ်ခုကနေပြန်ဖော်ထုတ်လာတယ်။အဲ့ဒီပစ္စည်းကကလေးတစ်ယောက်ပိုင်ခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာအဲ့ဒီကလေးကိုနာမည်အသစ်ပေးခဲ့ကြောင်းသိလာရတယ်။နာမည်တစ်ခုကိုပြောင်းလိုက်တာကလူတစ်ယောက်ရဲ့ဘဝကိုပါပြန်ချုပ်နိုင်တယ်ဆိုတာဒီအမှုရဲ့အကြီးဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်လာတယ်။ရဲစခန်းထဲမှာတော့အသက်တွေတွေကိုသိမ်းတာထက်ဖြောက်တာပိုများနေတယ်။လူချန်ရှန်ကအင်ဖြူတော်ကိုပိတ်သိမ်းခဲ့တာတက်တီတွေဖုံးခဲ့တာကိုဝန်ခံပေမဲ့သူကအဓိကခေါင်းဆောင်မဟုတ်ပဲနောက်ကလူတွေကိုကာပေးခဲ့သူပဲအမှန်ကိုထုတ်ပြောကန်ဒီမှာပေးလာတဲ့ရေတစ်ခွက်ကြောင့်သူအစိတ်ခတ်ခံရပြီးတိတ်ဆုံးသွားတယ်အနက်ရောင်ဦးထုတ်ဆိုတာလည်းလူတစ်ယောက်တည်းမဟုတ်ဘူးဦးထုတ်ဝတ်တဲ့သူတိုင်းအမိတ်အောက်မှာလှုပ်ဆောင်နိုင်တဲ့စနစ်တစ်ခုပါလီယိုရီယန်ကတက်တီမဟုတ်ပဲလူတွေကိုလူချန်ရှန်စီတန်တရားလွှဲဖို့တဲလွန်စာတွေကိုရည်ရွယ်ချက်ရှိရှိချထားခဲ့တာပိုရှင်းလာတယ်။ဗိုလ်ချုပ်ရုံးရဲ့ဒစိမ့်နဲ့စေတဲလွန်စာတွေပေါ်လာချိန်မှာဒီအမှုနောက်ကအာနာကရဲစခန်းထက်တောင်မြင့်နေမှန်းသိလာရတယ်။နှိမ့်မျောစင်ထဲမှာတော့မြေအောက်လမ်းတွေကအတန်နဲ့တူတဲ့အတန်ကိုထက်ကြားရပြီးတစ်တာတွေဖျောင်းနိုင်အမှတ်အသားတွေအနက်ရောင်လက်အိတ်တွေကနောက်ဆုံးတကားကိုဖွင့်ပေးလာတယ်။ဟန်ကျူးကပေါ်လာပြီးလူချန်ရှန်ရဲ့ရေကိုလည်းသူစီစဉ်ခဲ့ကြောင်းဖုံးမထားနိုင်တော့ဘူး။သူတို့လိုချင်တာကကလေးတွေကိုကယ်ဖို့မဟုတ်ပဲနိုးထနိုင်တဲ့သူတွေကိုစမ်းသပ်ပြီးမှတ်တမ်းတင်ဖို့ပါ။ဂူချင်းရွှန်ကတချို့လူတွေကိုကယ်ခဲ့ဘူးပေမဲ့သူကိုယ်တိုင်လည်းဒီစနစ်ကြီးရဲ့အတွင်းထဲမှာပိတ်မိနေခဲ့တယ်။လင်းဟောင်ဟာအစောဆုံးမှတ်တမ်းတင်ခံရတဲ့သူဖြစ်ပြီးစူတန်းရီကိုလည်းသူတို့ရေးထားတဲ့နာမည်အောက်မှာပြန်ချုပ်ဖို့ကြိုးစားကြတယ်။လက်မှတ်ထိုးလိုက်ရင်သူကကိုယ့်နာမည်ကိုတောင်ဆုံးရှုံးနိုင်တဲ့အခြေအနေဖြစ်လာတယ်။ဒါပေမဲ့စူတန်းရီကသူတို့ရေးပေးတဲ့နာမည်ကိုမခံတော့ဘူး။လင်းဟောင်ရဲ့စာကိုသူတို့ရေးခဲ့ပေမဲ့စူတန်းရီရဲ့အဖြေကိုတော့သူကိုယ်တိုင်ရေးခဲ့တာပါ။ကလေးတွေကိုနံပါတ်9နံပါတ်10လို့မခေါ်တော့ပဲကိုယ့်နာမည်ကိုကိုရွေးနိုင်တဲ့ဘဝစီပြန်ခေါ်ပေးလိုက်တယ်။အိမ်ဖြူတော်နှင်းမျောစင်နဲ့လျှို့ဝှက်အိမ်တွေပြတ်သွားချိန်မှာပျောက်ဆုံးခဲ့တဲ့တပ်တွေနဲ့အမှန်တရားတွေပြန်ပေါ်လာတယ်။အရေးကြီးဆုံးကတော့ကလေးတွေဟာစမ်းသပ်ခံရတဲ့နံပါတ်တွေမဟုတ်တော့ဘူး။သူတို့မှနာမည်ရှိလာတယ်။ကိုဘဝကိုပြန်ရွေးချယ်ခွင့်ရှိလာတယ်။ဇာတ်လမ်းကိုကြိုက်ခဲ့ရင် channel ကို subscribe လုပ်ပေးပါ။